ချစ်သူလေးကမောင်တော့မေးနေတာမောင်ရေးတဲ့စိုင်လောက်ဖို့ဆိုရင်အရင်ဒီဘယ်လောက်လိုလဲတဲ့မောင်ချစ်သူလေးမောင်တော့မေးနေတာတိလားဟိုနေ့ကလေမောင်တော်လေးဟိုဟာဟိုသွားတော့တိလားဟို Pro 1ကမောင်တော်ခုံသွားဝယ်တော့မောင်ချစ်သူကာဆာမန်တာလေးတယောက်နဲ့အမတိုးတယ်မောင်ချစ်သူကာဆာမန်တာလေးကမောင်ပြောရတော့မောင်တော်တဲ့ तू ကမေးရချင်တာတဲ့ဟိုမေးရချင်တာပေါ့နော် तू ကအဲ့လိုပြောတယ်မောင်တော်အဲ့နဲ့မောင်တော်သူ့ကိုပြောခဲ့တယ်မေးရချင်တယ်ဆိုရင်ရှေးဆွဲမြဲလို့တိလားမေးရချင်တယ်ဆိုရင်လေဖောက်တယ်ရချင်တာပေါ့ကွာ तू ပြောချင်တာဖောက်တယ်ဒီရှေးမှာဖောက်တယ်ရချင်တာတဲ့ तू ကဟိုမရောက်ရသေးဘူးကိုကတော့ဒါပေမဲ့ तू လှုပ်ချင်တယ်သူ့ရဲ့စိတ်ကလေးကိုပြောပြတာဖြစ်လောက်တယ်တိလားမောင်နဲ့လမ်းမှာတွေ့တော့မောင်ပြောပြဟိုဟာတဲ့ဖောက်တယ်ရချင်တာပေါ့ဖောက်တယ်ရချင်တာဆိုရင်ရောင်းကောင်းမရောင်းကောင်းအမြဲတမ်းအစင်မပြတ်လို့ရမယ်လို့အစင်မပြတ်လို့ရမယ်အဲ့ဆို तू ဖောက်တယ်ရလာမှာပဲတိလားမောင်တော်ဒီဥစ္စာစလုပ်တော့ဆိုလို့ရှိရင်မောင်တော်လမ်းဘေးမှာရောင်းခဲ့တာတစ်နှစ်နဲ့8လကြာတယ်လမ်းဘေးတွေမှာမောင်တော်ကားနဲ့လိုက်ရောင်းတာလေပြက်ရက်တရက်မှမရှိခဲ့ဘူးအဖေအမကိုမေးတိလားခိုင်းကြလေတမိရောင်းရလားလို့မေးမောလေဟာရောင်းရတယ်ခိုင်းကြဈေးမပေါက်တဲ့ရက်တွေတော့ရင်ဆိုင်ခဲ့ရတယ်အဲ့လိုမျိုးတော့ရှိခဲ့ကိုကကျညက်ခံဖို့တော့လိုတာပေါ့နော်ကိုကမာဖို့လိုတယ်တိလားဟိုဆရာကြီးအောင်နေပြောသလိုပဲလောကမှာဟိုတစ်ကိုဟိုတန်လိုက်နေရဖယ်ပေးရဆိုတော့မျိုးလေအဲ့လိုမျိုးပေါ့ကိုကမာကြောဖို့တော့လိုတယ်ဒီမာတဲ့ကောင်တွေအကြောတင်းတဲ့ကောင်တွေအတွက်ပဲနေရရှိတာဟိုလက်ပြော့တွေအတွက်ကနေရမရှိဘူးမာဖို့တော့လိုတယ်အရင်ကြီးကဘယ်လောက်လိုလဲဆိုရင်မမအခုခေတ်အခုအချိန်ရင်ကိုပြောတာနော်အခုခေတ်အခုချိန်ဟိုမောင်တော်တို့30လောက်ဆိုရင်တော့မစိုးစပြီး run လို့ရတယ်ဒါပေမဲ့လူကအကြောတင်းဖို့တော့လိုတယ်အဲ့မှာလာမှာပဲဒုက္ခဆိုတဲ့ကောင်ကလာပြီးအဲ့မှာတိလားမောင်ချစ်သူလေးစီကိုလေသူပြေးချလာတာအဲ့ချိန်မှာအဲ့ကောင်နဲ့ဘော်ဒါဖြစ်အောင်ပေါင်းနိုင်လောကမှာအဲ့လိုလုပ်နေလို့ရတယ်တိလားဒုက္ခနဲ့ဘော်ဒါဖြစ်အောင်တော့ပေါင်းရမယ် तू ကအဲ့ချိန်မှာပြေးချလာတာအပါတရဝမ်းမတတာနဲ့ကိုစီကိုပြေးချလာတာ तू အဲ့မှာဘာတွေပေးလဲဆိုတော့တို့ဘဟုတုတတွေအတွေ့အကြုံတွေတိလားဒုက္ခဆိုတဲ့ကောင်ကအများကြီးပေးတယ်သင်ခန်းစာတွေတိလားအဲ့ကောင်နဲ့တို့ကဘော်ဒါဖြစ်အောင်တော့ပေါင်းနိုင်ရမယ်ဟိုပျော်စရာဆိုတဲ့ကောင်ကဘာမှမပေးဘူးအဲ့မှာဒုက္ခအပါတရဝမ်းမတတာနဲ့တို့ကိုတွေ့လိုက်တာနဲ့ပြေးချလာသူနဲ့တော့တို့ကဘော်ဒါဖြစ်အောင်ပေါင်းရမယ်ပေါ့နော်အခုခေတ်ကမောင်တို့အခုမမမောင်ကိုကြည့်နေတဲ့ဖုန်းကအဲ့မမအရင်ကြီးပဲလွန်ခဲ့တဲ့9နှစ်ကျော်10နှစ်တုန်းကထက်အလုံးလုံးရတာအခုအချိန်ကပိုပြီးလွယ်ကူပါတယ်နော်အခုမောင်တော်ပြောတာဆိုလွယ်တာတွေပဲစဉ်းစားခတ်တာတွေမစဉ်းစားနဲ့မောင်တော်မမကိုကြည့်မောင်ကိုကြည့်နေတဲ့ဖုန်းကမမရဲ့အရင်ကြီးဖြစ်တယ်မောင်ရဲ့ဦးမောင်ဆက်ရန်ကော်တွန်ဆိုတဲ့ Viber Channel မှာ logo မပါတဲ့ပုံတွေတင်ပေးထားတယ်ကိုကြိုက်တဲ့ပုံယူစစ်ကိုကြိုက်တဲ့ platform မှာပြန်တင်ရောင်းလွန်ခဲ့တဲ့9နှစ်10နှစ်ကထက်အလုံးလုံးရတာအရန်ကိုလွယ်ကူတယ်ဒါမဲ့ကောက်ရုံးမီလို့ဒီနေ့လုံးမနှက်ဖက်လုံးမအဲ့လိုမျိုးတော့မရဘူးပေါ့ဟုတ်ပြီနော်ချစ်သူလေးတို့ချစ်ရတဲ့မိသားစုတွေတို့ချစ်ရတဲ့ပတ်ဝန်းကျင်တွေအတွက်တို့ဟာလူပီသားဖို့အတွက်အကျော်မာမာနဲ့တို့စူးစမ်းဖို့လိုအပ်တယ်ဟုတ်ပြီနော်အရင်ကြီးဆိုတာယူခေါင်းတော့ရိုင်းသွားမထက်နဲ့တရောင်းတရေသားပဲအဲ့ဒါကြီးကတကယ်တော့ဒါအရေးကြီးဟုတ်ပြီနော်အမ